အဲ့ဒီရှေးအောင်ကထိတ်တန့်ဆရာဝန်ကြီးတွေဟာလူနာတွေကိုထူးဆန်းတဲ့နည်းလမ်းတွေနဲ့စမ်းသပ်လေးရှိတယ်လို့လည်းဆိုပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီထိတ်တန့်ဆရာဝန်ကြီးတွေကလည်းတွန်းပေါ်ကခေါင်းလောင်းမြော်စင်ပေါ်ကနေခုန်ချပြီးတော့တည်ဆုံသွားခဲ့ပါတယ်။အီတလီနိုင်ငံကဘိုဘေကလီယာကျွန်းဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့နောက်ထောင်ယုံတဲ့တင်ကြောချမ်းချာတမိုင်းကြောင်းတွေပြည့်နေနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။18ရာစုနှစ်နောက်ပိုင်းဥရောပတစ်ခွင်ပလက်ယောဂအပြင်းထန်ဖြစ်ပွားခဲ့ပြီးဘင်းနစ်အစိုးရဟာယောဂကူးစက်မှုကိုထိန်းချုပ်ဖို့အတွက်ယောဂသည်တွေကိုဒီကျွန်းကိုပို့ဆောင်ပြီးတိတ်တန့်ခွဲထားခဲ့တယ်လို့ဆိုပါတယ်။တည်ဆုံသွားတဲ့သူတွေကိုလည်းဒီကျွန်းပေါ်မှာပဲကျင်းကြီးငယ်တွေတိုးပြီးတော့အဆူလက်အပြုံလိုက်မီးရှို့မြုပ်နှံတာမျိုးတွေလည်းပြုလုပ်ခဲ့ပါတယ်။ခန့်မှန်းခြေအားဖြင့်လူပေါင်း3,600,000ကျော်ဟာဒီကျွန်းပေါ်မှာတည်ဆုံခဲ့တယ်လို့ဆိုပါတယ်။ဒေသခံတွေကတော့ဒီကျွန်းရဲ့မြေကြီးလာ90ရာခိုင်နှုန်းဟာလူတွေရိုးပြတွေနဲ့ပြည့်နေနေပြီလို့တော့ယုံကြည်နေကြပါတယ်။1922ခုနှစ်မှာလည်းဒီကျွန်းပေါ်မှာစိတ်ကြမ်းမှရှိုံတစ်ခုကိုဖွင့်လှစ်ခဲ့ပါသေးတယ်။အဆိုတွေကအဲ့ဒီရှေးအောင်ကထိတ်တန့်ဆရာဝန်ကြီးတွေဟာလူနာတွေကိုထူးဆန်းတဲ့နည်းလမ်းတွေနဲ့စမ်းသပ်လေးရှိတယ်လို့လည်းဆိုပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီထိတ်တန့်ဆရာဝန်ကြီးတွေကလည်းကျွန်းပေါ်ကခေါင်းလောင်းမြော်စင်ပေါ်ကနေခုန်ချပြီးတော့တည်ဆုံသွားခဲ့ပါတယ်။သူတို့မတည်ခင်မှာလူနာတွေကဝိညာဉ်တွေကခြောက်လန့်နေတယ်လို့အဟစ်ပြောဆိုနေတယ်လို့လည်းတည်င်းများလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒီကျွန်းဟာဘင်းင်းမြို့နဲ့လီဒွန်ကျွန်းနားမှာတည်ရှိပေမဲ့အီတလီအစိုးရကတော့လူသူအဝင်ထက်ကိုတင်းကျပ်စွာပိတ်ပင်ထားပါတယ်။တာမန်ခရီးသွားတွေတောင်းခွင့်မရှိပါဘူး။လုပ်ရှင်ရဲ့ကူမဲသူတွေသူတွေတဏှာပြုလုပ်မဲ့သူတွေကအခွင့်အရေးချက်ပါမှသာတောင်းခွင့်ရှိတာပါ။ဒီကျွန်းကိုရောက်သွားတဲ့ဝိညာဉ်ဆောက်ကူတွေရဲ့ပြောကြားချက်အရအတန်အထူးဆန်းတွေကြားရတာလက်ရှိပစ္စည်းတွေအလိုအလျောက်ပြည့်စည်တာတစုံတစ်ယောက်ကဆက်ကြည့်နေလို့မျိုးခံစားရတာတွေကြုံတွေ့ရတယ်လို့ဆိုပါတယ်။ဒီကျွန်းဟာကမ္ဘာပေါ်မှာအမှောင်တိကျုံတမိုင်းကြောင်းတွေပြည့်နေနေတဲ့နေရာတစ်ခုလည်းဖြစ်ပြီးအခုထက်ထိလည်းဆွန့်ပစ်ထားတဲ့အဆောက်အအုံတွေနဲ့တူတိတ်ဆိတ်ခြောက်ခြားစွာတည်ရှိနေစေဖြစ်ပါတယ်။ဒီထက်ခြောက်ခြားဖို့ကောင်းတဲ့တန့်စင်သောနေမျိုးတို့ခေါ်ပြီးလူပေါင်း3000ကျော်ရဲ့အယိုးတွေနဲ့တိချောက်တာတဲ့ဘုံရင်ကျောင်းအကြောင်းကိုတော့နောက်ပြီးတော့မှကျွန်တော်တို့ပြန်လည်ဆုံနေကြပါမယ်။အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ကြပါစေ။